တချို့လူတွေကလူတယောက်ကိုကြည့်တဲ့အခါမှာဘလို့အပြစ်ပြောရမလဲဘလို့ဝေဖန်ရမလဲဘလို့တိုက်ခိုက်ရမလဲဆိုပြီးတော့လူတယောက်ရဲ့အမားကိုပဲစောင့်ကြည့်ကြတာလူတယောက်ရဲ့အပြစ်ကိုပဲစောင့်ကြည့်နေကြတာပတ်ဝန်းကျင်ဆိုတာမျိုးကတင်းရဲ့အာသာချက်တွေတင်းရဲ့ကောင်းကွက်တွေကိုဘယ်တော့မှဦးစားပေးပြီးတော့ကြည့်မှာမဟုတ်ဘူးတင်းရဲ့အားနည်းချက်တွေတင်းတယောက်တည်းရုန်းကန်နေရတယ်ဆိုရင်တော့တင်းဘယ်အချိန်လဲကျသွားမလဲဆိုတာကိုပဲဝိုင်းပြီးတော့မှလောင်ရယ်ဖို့အပြစ်ပြောဖို့အတွက်ကိုစောင့်ကြည့်နေကြတာလူဆိုတာကတစ်ဖက်သားကိုအပြစ်တင်လို့လည်းရတယ်ဝေဖန်လို့လည်းရတယ်တိုက်ခိုက်လို့လည်းရတယ်ဂုဏ်သိက္ခာတွေကျဆင်းအောင်လည်းပဲတပုတ်လေလွင့်နေမဟုတ်တမ်းတရားတွေဆွဆွဲပြောဆိုလို့ရပါတယ်ဒါပေမဲ့စိတ်ပူစရာကောင်းတာတစ်ခုကအဲ့ဒီကံတွေကိုယ်စီကိုပြန်လာတဲ့အခါကျရင်ခံနိုင်ရရှိနိုင်ပါမလားစဉ်းစားပါမြတ်စွာဘုရားကပြောထားတာလေးရှိတယ်ပေါ့နော်တိုက်ခိုက်တဲ့လူတွေဝေဖန်တဲ့လူတွေနဲ့ကြုံလာရင်ဘယ်လိုဖြတ်ကျော်ရမလဲဆိုမြတ်စွာဘုရားပြောထားတာလေးရှိတယ်ပတ်ဝန်းကျင်ကကိုယ့်ကိုမလုံမုန်းတီးလို့ပြောဆိုဆက်ဆံလာတဲ့စကားရုပ်တွေစကားကြမ်းတွေတိုက်ခိုက်လာတဲ့မကောင်းသတင်းတွေကိုထိုင်ပြီးတော့မှကိုတန်ဖိုးထားရတဲ့အရာတစ်ခုကိုခဏခဏထုတ်ကြည့်ပြီးတော့ဝမ်းနည်းနေတာမျိုးမဖြစ်ပါစေနဲ့တဲ့ကိုယ့်ကိုမကောင်းပြောတာတွေကိုတွေးပြီးတော့ဝမ်းနည်းမနေပါနဲ့နောက်တစ်ခုကပတ်ဝန်းကျင်ကလူတွေသူများတွေဘာတွေလုပ်နေကြတယ်ဘာတွေမလုပ်ဘူးဆိုတာကိုလည်းသွားပြီးတော့စဉ်းစားမနေပါနဲ့တဲ့ကိုယ်လုံးမဟုတ်ဘူးတဲ့နောက်ဆုံးတစ်ချက်ကအရေးကြီးဆုံးပဲတဲ့ကိုဘာတွေလုပ်နေတာလဲကိုဘာတွေလုပ်ဖို့ကြံနေသေးလဲကိုဘာတွေမလုပ်ရသေးဘူးလဲဆိုတာကိုပဲကိုစဉ်းစားပါသုံးသပ်ပါတဲ့ဒါကြောင့်ပတ်ဝန်းကျင်ကလူတွေကကိုယ့်ဘော်ကိုရိုင်းလို့လဲပြန်မရိုင်းပါနဲ့သူတို့မိုက်လို့လဲကိုလိုက်မမိုက်ပါနဲ့နောက်ဆုံးတစ်ခုကတော့ပတ်ဝန်းကျင်ကရံမှုပြီးတော့မှမနာလိုမုန်းတီးပြီးတော့တိုက်ခိုက်ပြောဆိုလာတဲ့စကားတွေကဘာနဲ့တူတယ်လဲဆိုရင်မစင်နဲ့ကောက်ပြီးတော့ပေါက်နေတာနဲ့တူတယ်အဲ့ဒီမစင်နဲ့ကောက်ပေါက်တာကိုကလွတ်အောင်ရှောင်မလားရင်မတ်နဲ့ဒဲခံပြီးတော့ပြန်ပြီးတော့မှရင်ဆိုင်ပြီးတော့မှတိုက်ခိုက်မှာလားစဉ်းစားပါအဓိကကတော့မစင်မပေဖို့ကအရေးကြီးပါတယ်